မင်းသားလေးပုံပြင်ပြောပြပါလားကျယ်တွေအကြောင်းနားထောင်ခြင်းလို့ပါကောင်းပြီနိုးကိုဖြည်းဖြည်းချင်းပြောပြမယ်မင်းသားလေးမှာအဖေရှိလားရှိတာပေါ့ဒါဆိုအဖေကရောအဝေးကြီးမှာရှိတဲ့တခြားကျယ်ပုံမှာပါအဖေကိုလွမ်းတဲ့အခါကျယ်တွေကိုမော့ကြည့်လိုက်ကျယ်တိုင်းဟာအဖေပြုံးပြနေတာဒါဆိုသမီးလဲကျယ်တွေကိုကြည့်မယ်သမီးအဖေလဲကျယ်ပုံမှာရှိနေတာလားဟုတ်လားနိုးအဖေကကျယ်ပုံမှာမရှိပါဘူးနိုးအမေဒီနေ့အဖေပေးမယ်သမီးအမြဲမေးနေတဲ့သမီးအဖေဘယ်မှာလဲဆိုတာလေသမီးအမြဲခေါ်နေတဲ့ကသမီးအဖေပဲတကယ်လားတကယ်ပါအရင်ကအဖေသမီးစီမလာနိုင်တာအမေကြောင့်ပါအမေမကောင်းလို့ပါဖေသမီးဖေပါသမီးမှာအဖေရှိပြီးသမီးလည်းတခြားကလေးတွေလိုအဖေရှိသွားပြီအီးမေးအသေးရောက်နေပါသည်စစ်ဆေးပါကြီးကြက်ရှမ်းနဲ့စူဝမ်နီတို့ဟာဇီဝဗေဒအရတားအဖတော်ဆက်ကြောင်းအတည်ပြုသည်ကြီးကြက်ရှမ်းကဘသူလဲအမေသမီးမှာဘာလို့အဖေမရှိတာလဲတခြားကလေးတွေကြအဖေလာကြိုကြတယ်မလိုပါဘူးသူထွက်သွားပြီကြီးကြက်ရှမ်းဟာလင်းမျိုး၏အကျွဲဝါဆုံးတထေးဟန်ယွမ်လုပ်ငန်းထူထောင်သူဖြစ်ပြီးဘီလီယံကြီးတန်ကြေးရှိကုမ္ပဏီများစွာကိုပိုင်ဆိုင်ကလွန်ခဲ့သောနှစ်ကကွယ်လွန်ခဲ့သည်သူကပျောက်ကွယ်သွားတာမဟုတ်ပဲအမေနဲ့သမီးကိုတမင်စွန့်ပစ်ခဲ့တာပဲသူကစီးစိမ်တွေနဲ့အိမ်အောင်သားရနေပေမဲ့သမီးတို့မိသားစုကတော့တစ်သက်လုံးဆင်းရဲပြီးမတရားခံခဲ့ရတယ်မစူဝမ်နင်းကျွန်တော်ကဟန်ယွမ်လုပ်ငန်းရဲ့ရှေ့နေပါဦးကြီးကြက်ရှမ်းမကွယ်လွန်မီတေတန်းစာရေးခဲ့ပါတယ်အဲ့ဒီမှာမနဲ့တက်ဆိုင်တဲ့စီကံချက်ပါလို့ခဏလောက်တွေ့ချင်ပါတယ်ကြီးကြက်ရှမ်းကိုမသိဘူးဦးကြီးကမရဲ့တုတ်ပြတ်မှုကိုကြိုတွေးထားလို့တေတန်းစာမှာစကားတချို့တီးတန့်ချန်ထားခဲ့ပါတယ်ဘာစကားလဲတောင်းပန်ပါတယ်စင်းတောင်းပန်ပါတယ်တခါမှမမြင်ဘူးခဲ့တဲ့ကလေးလေးငါဘဝမှာအနောက်တရားဆုံးက230ကဆုံးဖြတ်ချက်ပါပဲကြီးကြက်ရှမ်းဟာဟန်ယွမ်လုပ်ငန်းထူထောင်သူပါသူကမရဲ့အဖေရင်းပါဇီဝဗေဒအရအဖေပါပဲအမေကသူနဲ့ပတ်သက်လို့တစ်ချိန်ပဲပြောခုတယ်အမေပြောတာငါအဖေပါဆိုပြီးလာရှာရင်အတိမတ်ပြုစရာမလိုဘူးပတ်စံလို့ရင်တော့တောင်းလိုက်ဒါတွေဟာငါတို့သားမိကိုသူကျွေးတင်နေတာတဲ့မစူဒါကဦးကြီးကြက်ရှမ်းရဲ့တေတန်းစာပြည့်စုံပါကျန်းလင်းမြို့အလန်လန်နံပါတ်88ကတီးတက်အိမ်တလုံးနဲ့ဟန်ယွမ်လုပ်ငန်းရဲ့ရှယ်ယာ8%ကိုတမီရင်စူဝမ်နီထံအခမဲ့လွှဲပြောင်းပေးပါတယ်။လက်ရှိဈေးကွက်တန်ဖိုးအရဒီစတာတွေက1.2 ဘီလီယံလောက်တန်ပါတယ်။သူတခြားသားသမီး2ယောက်ကောဒါကိုသိလား။သိပါတယ်ကြည်ချင်းမင်းနဲ့ကြည်ချင်းနေတို့ကတေတန်းစာကိုတန်တရားရှိနေကြတယ်။စစ်မှန်မှုကိုတန်တရားရှိလို့စစ်ဆေးမှုပြန်လုပ်ဖို့လျှောက်ထားပါတယ်။ပြန်စစ်လေငါဘက်ကအမှန်မို့မကြောက်ပါဘူး။နင်ကစူးဝမ်နင်ပေါ့ဟုတ်ပါတယ်ရုပ်ကတော့မစိုးပါဘူးအဖေသဘောကျခဲ့တာမဆန်းပါဘူးမစူးပွန့်ပွန့်လင်းလင်းပဲပြောမယ်ဒီတေတန်းစာကိုကြည့်မိသားစုကအတိအမှတ်မပြုဘူးဘာလို့လဲအတိမပြုနိုင်တဲ့တဲ့အစီရင်ခံစာနဲ့နှစ်အထောက်ထားကိုတက်တည်မပြနိုင်ဘူးရှင်တို့ပြန်စစ်ဆေးဖို့လျှောက်ထားနိုင်ပါတယ်အဖြေကပေါ်လာမှာပါရလက်မထွက်မချင်းတေတန်းစာကအတိမဖြစ်ဘူးဒီလိုမဆုံးဖြတ်နိုင်ပါဘူးမင်းကဘသူလဲဂူယန်ဂူရှိဥက္ကဋ္ဌမင်းဘယ်တော့ရှိနေဖြစ်သွားတာလဲအခုမှငှားရမ်းခံရတာပါမစူးရဲ့အမှုကိုကူညီဖို့ပါဒါကြောင့်ရဲနေတာကိုတထေးကောင်လေးကိုခေါ်လာတာပဲကျွန်တော်ကစူးဝက်နေရဲ့ရှိနေပါတေတန်းစာကိုတရားဝင်အာမခံထားပါတယ်ဥပဒေနဲ့အညီပါမကျေနပ်ရင်တရားစွဲနိုင်ပါတယ်စီရင်ချက်မထွက်မချင်းတေတန်းစာကတရားဝင်ပါတယ်နေ့အမေကအရင်ကကလပ်မှာလုပ်ခဲ့တာဘဝကကြည်ရဆိုတယ်တရားသူကြီးကအဖေကအမွေပေးခြင်းတယ်လို့ယုံမလားကြည့်ခြင်းနဲ့နေ့အမေမင်္ဂလာဆောင်တော့ငါမွေးပြီးနင်ပြောတဲ့မိန်းမကနေ့အမေထက်နေ့အဖေကို12စောတည်တာတေတန်းစာအမှန်တရားကိုအတည်ပြုပြီးပါပြီငင်းခုန်ခြင်းရင်တရားရင်ဆိုင်ပါတွေ့ဆုံမှုပြီးပါပြီစူးဝမ်နဲ့တေချာစဉ်းစားပြစေးမှရမှာမဟုတ်ဘူးတရားမဝင်တဲ့သမီးကအမွေခွဲယူချင်တာလားစိတ်ကူးရင်နေတာပဲအစဉ်ပြေရဲ့လာရပါတယ်အမွေလိုချင်လားဒါတွေကငါနဲ့ငါအမေကိုသူပြန်ဆက်ရမှာ
လိုချင်ရင်ဂုံတိတ်ခါရှိပြန်ယူလိုက်ဖေမေပြန်လာပြီးပေါ့ဦးကရေခဲမုံကျွေးတယ်မမပူပါနဲ့တခုပဲကျွေးတာပါလိမ္မာရဲ့လားတိတ်လိမ္မာတာပေါ့ဦးကသမီးကိုအလိမ္မာဆုံးနဲ့မမလင်းအုပ်စုကိစ္စအဆင်ပြေရဲ့လားသူမင်းကိုမပြောဘူးလားအကိုကအလုပ်ကိစ္စဘယ်တော့မှမပြောဘူးပြန်ကြစို့မနှက်ဖြန်အလုပ်ရှိတဲ့အကိုကတော့ကောင်းတဲ့သူမဟုတ်ဘူးပါနားမှာနေပါမသွားပါနဲ့နော်ပါရောမမရောအတူတူအိတ်ချင်တယ်ဒါဆိုရင်ဒီညဆိုဖာပေါ်မှာအိတ်လိုက်ကောင်းပြီပါဒီပေါ်တက်ခဲ့ဆိုဖာကတိတ်ကျင်းတယ်မဆန့်ဘူးမမပါကိုဒီမှာအတူအိတ်ခွင့်ပေးပါနော်ပါရောမမရောအတူတူရှိစေချင်တာတက်ခဲ့လေပါရောမမရောရှိလို့နိုးအရန်ပျော်တာပဲစူးဝမ်နေတွေ့ဖို့အချိန်ရမလားပြောစရာရှိတာတိုက်ရိုက်ပြောပါငါတို့စုံစမ်းပြီးပြီနင့်ဝင်ငွေနဲ့တရားရင်ဆိုင်ဖို့မလွယ်ဘူးအမွေစွန့်လွတ်လိုက်ပါငါတန်း300ပေးမယ်တရားစွဲစရာမလိုဘေးတစ်ခါတည်းရှင်းသွားမယ်တန်း300ကြည်ကျန်းရှံပေးခဲ့တာတန်း1200နော်တေတန်းစာမှာရေးထားပေမဲ့နေရချင်မှရမှာကလေးတစ်ဖက်နဲ့တရားစွဲနိုင်ပါမလားငါရင်ဆိုင်နိုင်တယ်ဒါဆိုတိုက်ရိုက်ပြောမယ်နင့်အမေကရိုးရိုးပဲနင့်သမီးကလည်းပန်းဆိုင်မှာပဲကြီးပြင်းတာကြီးမိသားစုအမွေနဲ့မထိုက်တန်ဘူးကောင်းပြောတော့နားထောင်တန်း300အတွက်3ရက်အချိန်ပေးမယ်မိသားစုပုံလေးကတိတ်နှွေးထွေးတာပဲနင်ပါလာလောက်တာလဲ3ရက်ပြည့်ပြီးနင့်အဖြေကဘာလဲလက်မခံဘူးနင်တိတ်ရိုးအလွန်းတယ်ငါတို့မှာထိတ်တန်းရှိနေတွေရှိတယ်နင်ဘာနဲ့ရှင်မလဲငါမှာတရားဝင်တည်တန်းစာရှိတယ်တည်တန်းစာဆိုတာစာရွက်တစ်ရွက်ပဲအရေးပါရင်8%စတာကိုရအောင်ယူလေမေဒီအန်တီကလည်းကြည့်လို့မလှဘူးဒါနှစ်သမီးလားမျက်နှာကအဖေငယ်ကနဲ့စွတ်တူနေတာပဲမျိုးရိုးဗီဇကတော့အမှန်ပဲသူ့ကိုကြည့်မနေနဲ့တရားရုံးမှာတွေ့ကြတာပေါ့တက်သေးတွေအပြည့်ရှိတယ်ငါတို့နိုင်မှာပါငါရှောင်းချင်းကိုတဝက်လောက်အကျွေးတင်ခဲ့တယ်ဒီအမွေကသမီးစုဝန်နေအတွက်နောက်ဆုံးပေးခြင်းနဲ့ဆန္ဒပါတေတန်းစာကတရားဝင်ပါတယ်စုဝန်နေက8%စတာနဲ့အန်လန်အိမ်အမှတ်88ကိုတရားဝင်အမွေဆက်ခံခွင့်ရှိပါတယ်မဖြစ်ဘူးငါရှုံးလို့မဖြစ်ဘူးကုမ္ပဏီမခံနိုင်တော့ဘူးဒီစတာတွေကိုရမှငါပြန်ထူထောင်နိုင်မှာတရားမနိုင်ရင်နီလန့်ပြောင်းမယ်စတာတွေကိုစူးဝမ်နေလက်ထဲမရောက်စေရဘူးအခုချိန်မှာငါတို့မှာစုတ်တာလန့်မရှိတော့ဘူးမစူးလူ2ယောက်အခန်းထဲဝင်လာပြီးမေကိုခေါ်သွားကြတယ်ကြည်ချင်းမင်းနေရဲရင်စကြည့်လိုက်လေငါမစောင့်နိုင်ဘူးမနှက်ဖြန်30နာရီမှာစာရွက်စာတမ်းယူပြီးကိုတောင်ဟောင်းကိုတယောက်တည်းလာခဲ့ညမစင်နဲ့မဟုတ်ရင်နင့်အမေကိုနောက်ဘယ်တော့မှတွေ့ရမှာမဟုတ်ဘူးဂူရန်မေကိုကြည်ချင်းမင်းပြန်ပေးဆွဲသွားပြီလိပ်စာမျိုးပြင်ကကိုတောင်ဟောင်းမနှက်ဖြန်စာရွက်စာတမ်းနဲ့တယောက်တည်းလာခဲ့တဲ့စိတ်မပူနဲ့အိမ်မှာစောက်ငါရှင်းလိုက်မယ်အန်တီအဆင်ပြေမှာပါငါသွားရမယ်ဒါငါအမေလေတူသွားမယ်ငါစကားအတိုင်းလုပ်ပါစာရွက်စာတမ်းတွေပါလာပြီလက်မှတ်ထိုးပေးမယ်အမေကိုအရင်လွတ်ပါထိုးပြီးမှလွတ်ပါညှိလို့မရဘူးကြည့်မယ်အမှုရှုံးတော့ရုပ်မာတာပဲကြီးမိသားစုတိတ်ခါကုန်ပြီခါလာငါမှဘာမှမရှိတော့ဘူးရှယ်ယာရမှကုမ္ပဏီအသက်ဆက်နိုင်မဲ့တည်တန်းစာကတရက်ဝင်နေမင်းတို့ရှုံးတာတဘာဝပဲခုလူလွတ်ရင်ပြစ်ဒဏ်ပေါ်မယ်ပေါ်စရာမလိုဘူးစာရွက်ယူခဲ့ချက်ချင်းထိုးခိုင်းမင်းလူခေါ်ရဲတယ်ပေါ့လူရမ်းမကြောက်နဲ့ငါဘာမှမဖြစ်ဘူးဒဏ်ရာကအရေးကြီးနေရမထီဘူးခွဲစိတ်မှုအောင်မြင်တဲ့မစ္စတာကူအသက်အန္တရာယ်မရှိတော့ဘူးမကြောက်နဲ့အားလုံးပြီးသွားပြီပြီးသွားပါပြီကျေးဇူးပါဂူရန်
တလားကြာတော့ငါပန်းဆိုင်ကိုတိုးချက်ခဲ့တယ်ပန်းဝယ်မလို့လားအမေစီးပေးတဲ့ပန်းကအလှဆုံးပဲဒီကလေးလေးကအရန်ချစ်ဖို့ကောင်းလိုက်တာကျေးဇူးပါအန်တီမဖြစ်မနေဆိုင်ကိုလာကြည့်နော်အကိုဒုတိယအလုတ်ကပန်းဆိုင်ဆောင်ဖြတ်လိုက်မသူ့ကိုထိမ့်မအောင်ဗိုလ်ကြလွန်းတယ်မင်းမကဒီလိုလေးကိုသဘောကျတာစူဝမ်နှိမ့်ပန်းဆိုင်လေးအဆင်ပြေသားပဲလေဒီကူဝင်ပါဒီနေ့ကိစ္စနှစ်ခုပြောချင်လို့ပါပထမက၄နှစ်ကကိစ္စအတိတ်ကကိစ္စတွေအတွက်တောင်းပန်ပါတယ်ငါမခဲ့တယ်ဒုတိယကိစ္စကညီမလေးကိုတွေ့ချင်လို့ပါဟိုတစ်ခေါက်မင်းဆိုင်မှာတွေ့ဘူးတယ်ဒါပေမဲ့မင်းကို तू မှတ်မိတော့မှမဟုတ်ဘူးသိပါတယ်ဒါပေမဲ့တွေ့ချင်တော့ပဲ तू ကငါရဲ့တူးလေးသောညီမလေးပါငါကိုရဲဆက်နှင်ထုတ်တော့ကညီမလေးရှိလာမယ်လို့တွေးဘူးလားညီမလေးက၃နှစ်ခွဲရှိပြီအဖေကဘာတူလဲဆိုတာမသိခဲ့ဘူးငါမတွေးဘူးဒါဆို तू ကဘာလို့တွေးချင်ရမှလဲမုံတော့မမုံတော့ဘူးဒါပေမဲ့ယုံတော့မှမဟုတ်ဘူးကိစ္စတွေအများကြီးလုပ်ခဲ့တာငါတို့သားမိကိုတေလန်းတွန်းတာမဟုတ်ဘူးလားအကုန်လုံးငါလုပ်တာမဟုတ်ပါဘူးတော်ပါတော့လေဒီကူတောင်းပန်တာဆိုရင်ကြားပါပြီနိုးနဲ့တွေ့ဖို့ကတော့နိုးကိုပဲမေးရမယ်သူသဘောတူရင်မတားဘူးသဘောမတူရင်တော့အတင်းမလုပ်ပါနဲ့ဆရာမကအဖွာလားသမီးကောင်းတဲ့မှတ်မိသေးတယ်လားမှတ်မိတာပေါ့ပြီးခဲ့တဲ့တစ်ခေါက်လာတော့ကအဖွားကတိတ်ကြောက်ဖို့ကောင်းတာဒီတစ်ခေါက်တော့ကြောက်ဖို့မကောင်းတော့ပါဘူးဒါဆိုတောင်းပန်ဖို့လာတာလားမကောင်းတာလို့ရင်တောင်းပန်ရမယ်လို့မေပြောဘူးတယ်ဟုတ်တယ်ဖွားတောင်းပန်ဖို့လာတာမေကိုရောတောင်းပန်ပြီးပြီလားပြီးရင်ပြီးတာပါပဲမေကတော့တောင်းပန်ပြီးရင်ပြင်ရမယ်တဲ့ပြင်ပြီးပြီလားဖွားပြင်နေပါပြီဒါဆိုပန်းတစည်းတော့ရွေးခွင့်ပေးမယ်တစည်းပဲနော်အဖွားကအရင်တုန်းကစိုးခဲ့လို့လှရဲ့လားဟင်လှတာပေါ့တိတ်လှတာပဲအမေဝမ်းနေသမီးစိုက်ထားတဲ့ပန်းတွေတိတ်လှတာပဲဝမ်းနေနောက်ဆိုငါ့ကိုအမေလို့ပဲခေါ်တော့နော်ခုထိခေါ်ဖို့နှုတ်မထွက်သေးဘူးကိစ္စမရှိပါဘူးဖေဒီနေ့ဝတ်သားနီချက်ကတိတ်ကောင်းတာပဲဒါပေါ်နစ်ဖေ3လတောင်တင်ထားရတာစော့နေကိုယူပါနော်ဖေဘာပြောလိုက်တာလဲမေကိုယူမလားလို့မေးတာမေလက်ခံလိုက်ပါမယူရင်သမီးထမင်းမစားတော့ဘူးသုံးဘက်ကန်တောင်ကုန်နေပြီကိုဒါဆိုစတုထပကံမစားတော့ဘူးယူမယ်ဘာပြောတယ်ပြောယူမယ်လို့နားပေးနေတာလားတော်သေးတာပေါ့အင်းထက်မပြေးကြည့်တော့မပြေးတော့ပါဘူးဒီတစ်ခေါက်ချိတ်ဆက်ထားမယ်သမီးစီကအတူယူထားတာမလားချိတ်မလားသမီးလဲချိတ်မယ်၃ယောက်တူချိတ်မယ်ဘယ်သူမှမပြေးကြည့်